သကျိုးပြီးအနိခေတကုတ်တောင်ကြီးတွင်တရင်ပုံနေတော်မူခြင်းအခါဥစ္စာကုတွေ80ခုမြေစုတကတတုကာကိုအကြောင်းပြု၍ဒီပရိမိတ်ဇာလသုတ်ကိုယောဂတရစေခြင်းဤအကျိုးအာနိသံကိုဟောတော်မူသည်အဘယ်ကဲ့သို့ဟောတော်မူသည်နည်းဟုမူကားမြေစုတကတတုကာဒီစကူဒီပါကျွန်း၌နေကြလေကုန်သောလူအပေါင်းတို့သည်အသက်ရာကျော်ရှိကြစေလိုသောဒီပရိမိတ်ဇာလသုတ်ကိုနှလုံးသွင်း၍ဆောင်ရွက်ကြလေကုန်ဒီပရိမိတ်ဇာလသုတ်ကိုငါဖျားသည်အလင်းဟောတော်မူအပ်သည်မဟုတ်လွန်လေပြီးသောဖျား99ခုတည်း88ခုတည်း89ခုတည်း66ခုတည်း55ခုတည်း44ခုတည်း33ခုတည်း22ခုတည်း11ခုတည်းလွန်လီပြီးတော့ခင်းလာဝါလူပဲစုမကပွင့်တော်မူကြကုန်သောဘုရားရှင်တို့သည်တစ်ချိန်စီဟောတော်မူ၏မေစုတကတတုကာဤပရိမိတ်ဇာလသုတ်ကိုယေကုမူလီယေကုအာယောမူလီယောအာဖမူလီဖအာဥရထုယောဖတိကိုနာကြမူလီနာကြအာအိ၌လိကောင်းစွာထားအားထိုသူတို့သည်မိဘေရေဘေခိုးသူဘေမချစ်မနှစ်လိုသောသူဘေယာဘေဒီလူဘေသာယေဘေသဘေဘေပြိတာဖုတ်ပြိတာဘေမြွေဘေနေခဘေဓာဘေလံဘေဥပိစေတကကာနှင့်မသိအသက်တရားကျော်နေရ၏ဓမ္မခန္ဓာအပေါင်း7400ကုန်အောင်ရိုးရသည်နှင့်တူ၏မင်းစုသဘူဒီပါကျွန်း၌ရှိသည်မြဘုရားတို့ကိုယ်ွယ်ပူဇော်ရသည်နှင့်တူ၏နတ်တို့နှင့်လူကုန်၏တတုလောကပါလာနမင်းကြီး4ယောက်တို့စောင့်ရှောက်ကြကုန်ရ၏တတောင်းသောစัจ java လာ၌ယရနာအပိဖြစ်၍လူသောကုသိုလ်ကိုရေတွက်နိုင်ရ၏မြင်းမှုတောင်းနှင့်အမျှယရနာဝုစုပုံ၍လူသောအလှကိုရေတွက်နိုင်ရ၏ဤပရိမိတ်ဇာလတုတ်ကိုယောဖရသောကုသိုလ်အကျိုးကိုမရေတွက်နိုင်ရာရေတွက်၍မကုန်နိုင်ရာသမုဒ္ဒရာ4စင်း၌ရှိသောရေကိုတပေါက်စီချ၍ရေတွက်မှုရေတွက်နိုင်ရာ၏ပရိမိတ်ဇာလသုတ်ကိုယောဖရသောကုသိုလ်အကျိုးကိုရေတွက်၍မကုန်နိုင်ရာမရေတွက်နိုင်ရာဟုဟောတော်မူလေသည်ယောစာယောဖကြစေကုန်တည်းပရိမိတ်ဇာလသုတ်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဧဝံမေတုတံဧကံသမယံဘဂဝါရာဇဂဟိဝိဟာရတိခေဇကုတိအဘတိတေနာခောပနာသမယေနဂုံမန္ဒေနယခေနထေဝေနယခေနအိန္ဒေနယခေနဗျမေနယခေနဥပန္ဒေနယခေနနာဂေနယခေနခန္ဓဘေနယခေနပုပ္ပဒီဘေနယခေနတေဂိဒီဘေနယခေနတေခိနဒီဘေနယခေနနရတိမဒီဘေနယခေနပစ္စည်းမဒီဘေနယခေန
ပါယပជីသေနယေခေနဥဒ္ဒရជីသေနယေခေနဧသနာជីသေနယေခေနသမုဒ္ဒជីသေနယေခေနအာဂါဒជីသေနယေခေနဘုမជីသေနယေခေနအပမိယောဘုဒ္ဓောအပမိယောဓမ္မောအပမိယောသံဃောဘယတန္တံမဟာမောဂလာနံယထယထအပါရကောယထယထဒွေပါရာယထယထသတုပါရာယထယထဘဟုပါရာပါရာအန္တံဥရုအန္တံယကုအန္တံမုခအန္တံဇီဝအန္တံနမောဗုဒ္ဓတနမောဓမ္မတနမောသံဃတသကလလောကဓာတုမာတာပိတုဗုဒ္ဓရေခာနံကတံသကလလောကဓာတုမာတာပိတုဓမ္မရေခာနံကတံသကလလောကဓာတုမာတာပိတုသံဃရေခာနံကတံသတိဝါဒီဝံဝါသဒ္ဓမရေခန္တုသဗ္ဗဒီဝဒါယဣမတပရိမိတ်သာလတဒီစီနာဣမတမေအဘာဂတံသရိရေကေစီဥပထဝါအာနုဘာဝေနဒီစီနာဣမတမေလောကေဣမတမေသဗ္ဗုတိပေဣမတမေပပရေဣမတမေနဂရေဣမတမေဂေဟေသဗ္ဗတတ္တရုဝိနာတန္တုသဗ္ဗေဥပဒဝါဝိနာတန္တုတိဗန္တိအရှင်ဘုရားတို့